အမေရိကန်သမ္မတဘီကလင်တန်ဟာ1990ခုနှစ်တွေမှာလိင်ရှုပ်တော်ပုံတစ်ခုကိုတကယ်ကျူးလွန်ခဲ့ပြီးပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးသမ္မတရာထူးကပြုတ်ကျတော့မလို့အထိဖြစ်ခဲ့ရပါတယ်။ထူးခြားတာကအဲ့ဒီလိင်ကိစ္စတွေကိုတခြားနေရာတွေမှာကျူးလွန်ခဲ့တာမဟုတ်ပဲအိမ်ဖြူတော်ရဲ့သမ္မတအဆက်ဆက်ရဲ့အလေးအမြတ်ထားရာဘဲဥပုံရုံးခန်းထဲမှာလိင်ကိစ္စကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ဘဲဥပုံရုံးခန်း Oval Office ကအမေရိကန်တွေဘာကြောင့်အလေးအမြတ်ထားတာလဲဆိုတော့အိမ်ဖြူတော်အတွင်းသမ္မတရဲ့အဓိကအလုပ်လုပ်ရာရုံးခန်းဖြစ်ပြီးသမိုင်းဝင်နေရာဖြစ်လို့ပါ1909ခုနှစ်ကစပြီးသမ္မတအဆက်ဆက်အသုံးပြုခဲ့ကြတယ်။အဲ့ဒီရုံးခန်းထဲမှာစစ်ရေးဆုံးဖြတ်ချက်တွေနိုင်ငံခြားခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုတွေနဲ့သမိုင်းဝင်မိန့်ခွန်းအများစုတွေကိုဒီနေရာမှာပဲဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာအမေရိကန်ရဲ့အာဏာနဲ့ယုံကြည်မှုကိုကိုးစားပြုတဲ့နေရာလို့သတ်မှတ်ထားကြပါတယ်။မှတ်တမ်းတွေအရဘီကလင်တန်အမှုမှာဘဲဥပုံရုံးခန်းအတွင်းမသင့်လျော်တဲ့လိင်ဆက်ဆံမှုဖြစ်ခဲ့တယ်လို့တရားရေးစုံစမ်းမှုနဲ့ကလင်တန်ကိုယ်တိုင်ဝန်ခံချက်တွေကဖော်ပြပါတယ်။သမ္မတကလင်တန်ကအိမ်ဖြူတော်အလုပ်သင်မော်နီကာလီဝင်းစကီဆိုတဲ့မိန်းကလေးနဲ့ရုံးခန်းထဲမှာလိင်ကိစ္စဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။မော်နီကာကအသက်22ပဲရှိသေးပြီးစိတ်ပညာနဲ့ကျောင်းပြီးခဲ့တယ်။သမ္မတကလင်တန်ကအိမ်ဖြူတော်အလုပ်သင်မော်နီကာလီဝင်းစကီဆိုတဲ့မိန်းကလေးနဲ့ရုံးခန်းထဲမှာလိင်ကိစ္စဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။အသက်22အရွယ်မော်နီကာလီဝင်းစကီဟာအိမ်ဖြူတော်မှာအလုပ်သင်ဖြစ်စတင်ဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်သမ္မတကလင်တန်နဲ့သူမတို့အကြားတရားမဝင်ရင်းနှီးတဲ့ဆက်ဆံရေးစတင်ခဲ့တာဖြစ်ပါတယ်။ဒီဆက်ဆံရေးဟာ1995ကနေ1999အတွင်းသမ္မတရဲ့ဘဲဥပုံရုံးခန်းထဲမှာအကြိမ်ပေါင်းများစွာဖြစ်ပွားခဲ့တယ်လို့နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေအရသိရပါတယ်။ဒီလျင်ရှုပ်ဆက်လန်းကကလင်တန်ရဲ့တခြားရှုပ်တော်ပုံတစ်ခုဖြစ်တဲ့ပါလာဂျုံးစ်အမှုကြောင့်ပေါ်လာတာပါပါလာဂျုံးဆိုတဲ့အမျိုးသမီးကကလင်တန်ဟာသူမကိုလိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုပြီးတရားစွဲထားတဲ့အတွက်ရှေ့နေတွေကကလင်တန်ရဲ့တခြားရှုပ်တော်ပုံတွေကိုလိုက်ရှာတာကနေလီဝင်းစကီကိုတွားတွေ့တာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုမော်နီကာလီဝင်းစကီကသူမရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်သူလင်နာထရစ်ကိုယုံကြည်ပြီးပြောပြခဲ့ပါတယ်။ဒါပေမဲ့ထရစ်ကသူမတို့နှစ်ဦးဖုန်းနဲ့ပြောသမျှကိုလျှို့ဝှက်အသံဖမ်းထားခဲ့ပြီးအဲ့ဒီအသံဖိုင်တွေကိုတိကျအမှုတစ်ခုကိုစုံစမ်းနေတဲ့ရှေ့နေကဲနက်စရာစီလွှဲပြောင်းပေးခဲ့ရာကနေဇလန်းပေါ်ခဲ့တာပါ။အစပိုင်းမှာကလင်တန်ကဒီဆက်ဆံရေးကိုလုံးဝညှင်းဆိုခဲ့သလိုလီဝင်းစကီကလည်းကြမ်းကြိမ်ပြီးဘာမှမဖြစ်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။ဒါပေမဲ့လီဝင်းစကီမှာကလင်တန်ရဲ့တုတ်ရည်ကြီးပေးချမ်းနေတဲ့ဂတ်အမှတ်တစိမ့်အပြာရောင်ကာဝင်ရှိနေတာကိုထရစ်ကသိနေခဲ့ပါတယ်။ထရစ်ကလီဝင်းစကီကိုအဲ့ဒီကာဝင်ကိုမလျှော်နဲ့အမှတ်တရသိမ်းထားပါလို့တိုက်တွန်းခဲ့ပါတယ်။နောက်ပိုင်းမှာ FBI ကဒီကာဝင်ကိုသိမ်းဆည်းပြီး DNA စစ်ဆေးခဲ့ရမှာသမ္မတရဲ့ DNA နဲ့တိုက်ရိုက်ကိုက်ညီနေတာကြောင့်ကလင်တန်အနေနဲ့ငြင်းမရတော့ဘဲဝန်ခံလိုက်ရပါတယ်။အမေရိကန်နိုင်ငံရေးသမိုင်းမှာဆွဆွဲပြစ်တင်ခံရခြင်း impeachment ဆိုတာသမ္မတတဦးကိုယာထူးကနေဖယ်ရှားဖို့ကြိုးစားတဲ့အလွန်လေးနက်တဲ့ဥပဒေကြောင်းအရလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဆွဆွဲပြစ်တင်ခြင်းဆိုတာကဘာလဲဆိုတော့သမ္မတတဦးကိုရာဇဝတ်မှုကျူးလွန်တယ်လို့တရားဝင်ဆွဲချက်တင်တာဖြစ်ပါတယ်။အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်သစ္စာဖောက်မှုလက်ပေးလက်ယူမှုသို့မဟုတ်အခြားကြီးလေးတဲ့ရာဇဝတ်မှုနဲ့အကျင့်ပြတ်ခြစားမှုတွေအတွက်သမ္မတကိုဆွဆွဲပြစ်တင်နိုင်ပါတယ်။ဘီကလင်တန်ကိုဘာကြောင့်ဆွဲချက်တင်တာလဲဆိုတော့မော်နီကာလီဝင်းစကီနဲ့အရှုပ်တော်ပုံကြောင့်တင်မဟုတ်ပဲအောက်ပါဥပဒေချိုးဖောက်မှုတွေကြောင့်ဆွဲချက်တင်ခံရတာပါ။ကျန်းကျိန်ပြီးလိန်ညာခဲ့မှုပါလာဂျုံးစ်အမှုစစ်ဆေးစဉ်ကမော်နီကာလီဝင်းစကီနဲ့လိန်ပိုင်းဆိုင်ရာပတ်သက်မှုမရှိပါဘူးလို့ကျန်းကျိန်ပြီးလိန်လေထွက်ဆိုခဲ့တာတွေကြောင့်ပါ။ရလဒ်အနေနဲ့က1999ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာအထက်လွှတ်တော်ကမဲခွဲတဲ့အခါလိန်ညာမှုအတွက်ဆွဲချက်ထောက်ခံမဲ45မဲကန့်ကွက်မဲ55မဲတရားစီရင်ရေးနှောင့်ယှက်မှုဆွဲချက်ထောက်ခံမဲ90ကန့်ကွက်မဲ90နှစ်ခုစလုံးဟာ3ပုံ2ပုံ69မဲမပြည့်တာကြောင့်ကလင်တန်ဟာယာထူးကနေမပြုတ်ခဲ့ပါဘူး
ဒါပေမဲ့သူဟာအမေရိကန်သမိုင်းမှာအင်ဒရူးဂျွန်ဆင်ပြီးရင်ဒုတိယမြောက်ဆွဆွဲပြစ်တင်ခံရတဲ့သမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်ဟာနိုင်ငံရေးအရအလွန်ပြင်းထန်တဲ့ပဋိပက္ခတစ်ခုဖြစ်ခဲ့ပြီးသမ္မတတဦးရဲ့ပုဂ္ဂိုလ်ရေးအမှားတစ်ခုဟာနိုင်ငံတော်အဆင့်ယာထူးကဖယ်ရှားဖို့ထိုက်တန်သလားဆိုတဲ့အငြင်းပွားမှုကိုဖြစ်စေခဲ့ပါတယ်။ကလင်တန်ရဲ့ဇနီးဟီလာရီဟာဒီအရှုပ်တော်ပုံကို1998ဇန်နဝါရီလမှာမှစတင်သိရှိခဲ့တာပါ။အစပိုင်းမှာသူမကခင်ပွန်းဖြစ်သူကိုအပြည့်အဝယုံကြည်ခဲ့ပါတယ်။ဒါဟာသူမရဲ့ခင်ပွန်းကိုနိုင်ငံရေးအရတိုက်ခိုက်ခြင်းနဲ့လက်ရာစွန်းရောက်ပူးပေါင်းကြံစည်မှုကြီးတသက်တာဖြစ်တယ်လို့လူသိရှင်ကြားကာကွယ်ပြောဆိုခဲ့ပါတယ်။သမ္မတကလင်တန်ဟာ DNA သက်သေတွေကြောင့်ငြင်းမရတော့တဲ့အခါမှသာတရားရုံးမှာထွက်ဆိုကာနီးရက်ပိုင်းအလိုဩဂုတ်လမှသာဟီလာရီကိုအမှန်အတိုင်းဝန်ခံခဲ့ပါတယ်။ဟီလာရီကသူမရဲ့ကိုယ်ရေးအထုပ်ပတ်တိမှာအဲ့ဒီအချိန်ကဒေါသအယမ်းထွက်ပြီးအသက်ရှူရတာတောင်ခက်ခဲခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ဟီလာရီဟာခင်ပွန်းဖြစ်သူရဲ့ဖောက်ပြန်မှုကိုအကြီးအကျယ်စိတ်နာခဲ့ပေမဲ့အိမ်အောင်ရေးကိုဆက်ထိန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီအမှုဖြစ်ချိန်မှာသမီးဖြစ်သူချက်စီဟာအသက်18နှစ်အရွယ်တက္ကသိုလ်ကျောင်းသူဖြစ်နေပါပြီ။အဲ့ဒီကာလအတွင်းရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံမှာဘီနဲ့ဟီလာရီတို့စကားမပြောဘဲလမ်းလျှောက်နေချိန်မှာသမီးဖြစ်သူချက်စီကအလဲကနေသူတို့နှစ်ယောက်ရဲ့လက်ကိုဆွဲထားပေးတဲ့ပုံဟာအယမ်းကြော်ကြားပါတယ်။သူမဟာမိဘနှစ်ပါးကြားကပေါင်းကူးတရားသပွဲဖြစ်ခဲ့ပါတယ်။ချက်စီဟာဖခင်ဖြစ်သူကိုအယမ်းချစ်ပေမဲ့ဒီလုပ်ရက်အတွက်အကြီးအကျယ်စိတ်ပျက်ခဲ့ပါတယ်။ဒါပေမဲ့သူမဟာမိသားစုပြိုကွဲမသွားအောင်အတက်နိုင်ဆုံးထိန်းသိမ်းပေးခဲ့သူဖြစ်ပါတယ်။ပြာရောင်ကောင်ဝန်တစ်ထည်နဲ့စတင်ခဲ့တဲ့ဒီဇလန်ဟာအင်ဖြူတော်ရဲ့သမိုင်းမှာတော့ဘယ်တော့မှဖျက်မရတော့မဲ့အမဲဆက်တစ်ခုဖြစ်ခဲ့ရပါတယ်။ကဘာကျော်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့မမြင်ကွယ်ရာတကားတွေရဲ့နောက်ွယ်မှာလူသားတစ်ယောက်ရဲ့အားနည်းချက်တွေလိမ်ညာမှုတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ဘီကလင်တန်ဟာယာထူးကနေမပြုတ်ခဲ့ပေမဲ့သူ့ရဲ့ဂုဏ်သိက္ခာကတော့ဒီရှုပ်တော်ပုံထဲမှာတင်ထာဝရနစ်မြုပ်သွားခဲ့ရပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်တွေကို Moonlight Channel 3040မှာအမြဲတင်ဆက်ပေးနေတာမို့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲကံကောင်းခြင်းများစွာနဲ့ကျန်းမာချမ်းသာကြပါစေ။